အစားအသောက်မျိုးဟာကင်ဆာယောဂါကိုတိုးပွားစေတယ်ဥပမာပြီးကျွန်တော်တို့မြန်မာနိုင်ငံမှာဘယ်လိုအစားအသောက်မျိုးရှောင်ကျဉ်လူငယ်တွေအတွက်အကောင်းဆုံးပါလဲဒါမဖြစ်သေးခင်ပေါ့နော်ကျမတို့မဖြစ်သေးခင်သောလူနာတွေမှာအဓိကကျမပြောချင်တာ chemical တွေပါနော်အဲ့တော့ chemical လို့ပြောတဲ့နေရာမှာကျမတို့အချိုရည်ပါပါတယ်နော်အချိုရည်ပါပါတယ်ခောက်ဆွဲထုတ်တွေပါပါတယ်နောက်ပြီးတော့မှအခုတွေပေါ်နေတဲ့ဒီမာလာရှန်ကောတွေဘာတွေဆိုတာအမြဲမစားသင့်ပါဘူးနော်ပုံမှန်ပဲပေါ့ကျမတို့ဥပမာတစ်လတစ်ခါလောက်ဒါလူငယ်ဆိုတာမျိုးကတော့အကုန်စားမှာပဲကျမတို့တားဆီးလို့မရအောင်ဥပမာ hot pot ဆိုလည်းအမြဲသွားစားမှာပဲအဲ့တော့ကျမဆိုလိုတဲ့သဘောက chemical ပါတဲ့အစားအစာတွေဆိုရှင်တစ်လမှာတစ်ခါလောက်ပဲစားပါနော်နောက်ငပိငချောက်တွေပါငပိငချောက်တွေကကြတော့ကျမတို့ရိုးရိုးခြောက်ထားတာမဟုတ်တော့ပါဘူးအခုနောက်ပိုင်းမှာ chemical တွေနဲ့ခြောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေဆိုလည်းကျမတို့ short စားဖို့အရေးကြီးပါတယ်နောက်ကျမတို့တစားနေတဲ့ငပိရည်ပေါ့မြန်မာလူမျိုးဆိုတာလည်းငပိရည်အများကြီးစားဒါကြောင့်ကျမငပိရည်စားရင်အများအားပြောပါတယ်တို့ပဲစားပါဆမ်းမစားပါနဲ့ဆိုတာကျမအမြဲပြောပါတယ်ဒါကြောင့်မလို့ဘယ်လိုသောအစားအစာတွေကတော့ကျမတို့ဖြစ်မယ်ဆိုတော့အခုအဲ့လိုတော့ပေါ့နော်နောက်ဆုံးကျမတို့ငပြောသီးစားရင်တော့မှစီးဆိုးထားတဲ့ငပြောသီးစားနေရပါတယ်နော်ဒါတွေအားလုံးကဘယ်ကိုသွားနေတာလဲဆိုကျမတို့ကင်ဆာကိုသွားနေပါတယ်ကင်ဆာကိုတော့မှနောက်ပိုင်းမှာသွားမယ်အခုနောက်ပိုင်းကျမတို့ auto immune တွေလည်းအများများလာပါတယ်เนาะဒါလေးတွေကိုယူဆိုင်ပါကျမတို့အများအားပြောတဲ့ well balanced diet เนาะအဲ့တော့ကျမတို့ကပုံမှန်ကိုယ့်ကိုအိမ်မှာချက်စားတာတော့အကောင်းဆုံးပါပဲသိလားเนาะအဲ့တော့ကျမတို့နေနဲ့လေကျမကိုယ်တိုင်လည်းအများအားမချက်စားနိုင်ဘူးပေါ့เนาะဒီလိုပဲအဲ့တော့ကျမတို့ကရွေးချယ်ပြီးတော့မှအတက်နိုင်ဆုံးစားရတယ်အဲ့တော့ကျမတို့တွေကစားတဲ့ခါမှာအသီးနှံတွေစားပါလို့ကျမတို့ကပြောအသီးနှံတွေကလည်းအခုဆေးဆိုးထားเนาะမြစ်ဆိုလည်းဆေးဆိုးထားတယ်ဆိုတော့ကျမတို့က chemical war ကြီး chemical ဘုံကြီးပေါ်မှာကျမတို့ကထိုင်နေရပါတယ်အဲ့တော့ဒါလေးတွေကလည်းကျမတို့ဂရုစိုက်စရာပေါ့နော်အဲ့တော့လူတိုင်းကကင်ဆာယောဂဖြစ်နိုင်တယ်ကင်ဆာဖြစ်တဲ့ခါမှာကျမတို့ကမဖြစ်အောင်ကျမတို့ရဲ့ခန္ဓာကိုယ်ထဲမှာ cancer fighting cell ဆိုတာရှိပါတယ်နော်ကင်ဆာကိုပြန်တတ်တဲ့ cell ဆိုတာရှိအဲ့တော့အဲ့ပြန်တတ်တဲ့ cell ကိုကျမတို့ကကြီးထွားအောင်ကျမတို့ကလုပ်ရနော်အဲ့ဒါတွေကဘာတွေလဲဆိုတော့အခုပြောနေတဲ့ antioxidant တွေပဲအဲ့ဒါကြောင့်မို့ကျမတို့ကအမှခရမ်းချင်သီးတို့လိုမျိုးအသီးနှံတို့လိုမျိုးဒါလေးတွေကိုတော့ကျမတို့ကဦးစားပေးစားစေချင်တယ်ဒါပေမဲ့ဒါကလည်းကျမတို့ဘာနဲ့သွားလဲဆိုရှင်ပြောရမယ်ဆိုတော့အရှိကြီးပေါ့နော်ဒါတွေအားလုံးတန့်ရှင်းတန့်ရက်ဖို့ဆိုကျမတို့ဟိုးလဲဆိုင်တဲ့လူအရင်ဆုံးသွားပြောရမယ်နော်ဒါဆိုဒီတိုင်းရိုးရိုးလေးတွေပဲကျမတို့စိုက်ပေးပါဘာမှလည်း chemical တွေမထည့်ပါနဲ့ဆိုတာမျိုးကတော့ပြောရမှာပေါ့နော်ဒါကြောင့်မလို့ဒါလေးကတော့ကျမတို့အခုချိန်မှာတော့ရွေးချယ်လို့မရဘူးဒါပေမဲ့အတက်နိုင်ဆုံးကျမတို့ရဲ့ food choice ပေါ့နော်ကျမတို့ chemical ရှင်းသောအစားအစာတွေကိုဦးစားပေးစားပါဥပမာပေါင်မုံစားမယ်ဆိုပေါင်မုံဂျမ်းစားမှာလားပေါင်မုံချောစားမှာလားပေါင်မုံဂျမ်းကိုရွေးစားမယ်ပေါ့နော်ကျမတို့ထမင်းစားတဲ့နေရာမှာလည်းအဲ့လိုပဲအမှန်တော့ထမင်းဆိုလို့ရှိရင်လည်းဒါ polish သိပ်ဖြစ်သွားတယ်ဆိုရှင်ကျမတို့ကမကောင်းဘူးပေါ့နော်အဲ့တော့ကျမတို့ထမင်းတွေရောအများကြီးစားမလားအများကြီးမစားပါနဲ့เนาะကျမတို့တင့်ရောက်ပတ်အောင်ပဲစားပါဒါဆိုလို့ရှိရင်တော့ကျမတို့တွေအားလုံးကကျန်းမာမယ်နောက်တစ်ခါကျတော့အစားအသောက်ပြင်ကျမတို့လှုပ်ရှားမှုအရေးကြီးပါတယ်เนาะကျမတို့တွေကအမြဲတမ်းထိုင်နေတာမျိုးပေါ့ကျမဆိုလည်းထိုင်နေတယ်မှာပါတယ်ကျမစိတ်ကန်းထိုင်ရတာကိုမနေ့4နာရီည4နာရီဆိုတော့ကျမတစ်ခါကျစိတ်ညစ်တယ်เนาะအဲဒါကြောင့်မလို့ဆိုတော့လှုပ်ရှားမှုတွေကိုရအောင်လုပ်ပေးပါဒါနံပါတ်1ရေများတောက်ပါเนาะဒါလေးတွေကတော့ကျမတို့ရဲ့ basic အချက်အလက်လေးတွေပေါ့เนาะအဲ့ဒါလေးတွေကိုထိုင်မယ်ဆိုတော့ကျမတို့ကင်ဆာနေပြီးတော့ကင်းဝေးမယ်ဒါတစ်ချက်ပေါ့ဒါ environmental เนาะကျမတို့ရဲ့ genetic မှာတော့ကျမတို့အခုချိန်မှာမလုပ်နိုင်သေးဘူးအဲ့ဒီ genetic အတွက်ကတော့ကျမတို့စစ်ဆေးလို့ရတဲ့နည်းလမ်းတွေရှိနေပြီဒါပေမဲ့ကျမတို့နိုင်ငံကတော့လိုသေးတယ်ပေါ့ဒါပေမဲ့ဒါတွေကလည်းဖြစ်လာရင်လည်းဖြစ်လာမှာပေါ့တစ်နှစ်နှစ်နှစ်လောက်မှဖြစ်လာတယ်ဆိုလို့ရှိရင်လည်းကျမတို့စစ်ဆေးလိုက်လို့ရှိရင်တော့ဒါကောင်းသွားတယ်ဆိုရင်အဆင်ပြေတာပေါ့နော်